အားလုံးပဲမင်္ဂလာပါရှင်စိန်ထော့စောအနေပြန်လဲကြိုဆိုလိုက်ပါတယ်ယခုတင်ဆက်ပေးမယ့်အကြောင်းလေးကတော့ကင်ဆာပြောက်စေအိုးပုတ်ပင်ကိုအိမ်တိုင်းမှာစောက်ပြိုကြဖို့တတိပေးလာတဲ့မင်းသမီးကြီးချိုပြုံးရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကင်ဆာတွေအများဖြစ်နေလို့လူတိုင်းကင်ဆာနဲ့ပဲဆုံးပါနေရတဲ့အချိန်မှာပြည်သူချစ်တဲ့မင်းသမီးချိုပြုံးကြီးကတော့သူယုံကြည်ထားတဲ့တိုင်းရင်းစေဝါတစ်လက်ကိုပြည်သက်တွေစီကိုအသိပေးလာခဲ့ပါပြီချိုပြုံးကဒုက္ခဒုက္ခမှာအရန်ကိုနာမည်ကြီးတဲ့အဆိုတော်မင်းသမီးကြီးတစ်လက်ဖြစ်ပြီးအမှုပညာတက်တန်းတစ်ချောင်းမှာလေသူမရဲ့အလိုတန်းရက်ရောမှုစိတ်ထားသဘောထားပြေဝမှုကြောင့်နာမည်ကျော်ကြားခဲ့တာလည်းဖြစ်ပါတယ်ချိုပြုံးတယောက်ဘလောက်တောင်သဘောထားပြည့်ပြည့်လဲဆိုရင်တော့သူမရဲ့အိမ်ကိုလာခိုးတဲ့တခိုးကိုတောင်တနာလို့အချိန်ချင်းမှုတ်ဖို့ပေးပြီးပြန်လို့ပေးခဲ့ပူပါတယ်ဒီတခိုးအကြောင်းကိုချိုပြုံးကအင်တာဗျူးတစ်ခုမှာဂုံယူဝင်ကြွားစွာထုတ်ပြောခဲ့ပူပါတယ်ကျမကအသက်ကြီးလာတော့အဲ့ရေးဆက်တဲ့ညဆိုရင်ချွတ်ချွတ်ဆိုတာနဲ့အတန်ကြားရင်နိုးတဲ့သူတယောက်လည်းဖြစ်ပါတယ်ဒီလိုတညမှာပေါ့အိမ်ရှိခန်းကနေအတန်တွေကြားတော့ကြောက်လို့ထင်တာပေါ့လေဒါပေမဲ့မဟုတ်ပါဘူးထားကြည့်တော့တခိုးဖြစ်နေတာပဲဖြစ်ပါတယ်ငုံတုတ်လေးနဲ့တခိုးကတောင်းပန်တာပေါ့လူတွေကိုတော့မတိုင်ပါနဲ့သူစားစရာမရှိလို့ခိုးတာပါမိမတဲ့ကလေးတွေရှိလို့ပါဆိုပြီးတော့ချိုပြုံးလဲတနာသွားတာပေါ့ရှင်အဲ့ဒါနဲ့ပဲဟဲဟုတ်သားပဲသူတို့လည်းမရှိလို့ခိုးစားရတာပဲဘယ်ခိုးချင်မှမလဲဆိုပြီးတော့တနာလို့မှုတ်ဖို့ပေးပြီးတော့ပြန်လွတ်လိုက်တာလေးတွေ့ရှိရပါတယ်။တာကြီးသမီးကြီးတွေသိရင်တော့မကောင်းဘူးလေရှင်။ရဲစခန်းရောက်ရက်ွက်လူကြီးတွေရောက်နေဒုက္ခတွေများကုန်မှအဲ့ဒီမာတွေတကိုးဆက်လန်းကဆက်သိမ်းသွားပြီးထင်တာဘယ်ဟုတ်မလဲတော်တော်ကြပြီ။မီးလောင်လို့အတန်ကြားလို့ထပြန်ရောဟောအရှိတစ်ခေါက်ကအဲ့ဒီတကိုးပဲဖြစ်နေပြန်ရောမိချိုကိုသူကခလေးချောင်းစိတ်လိုလိုနဲ့အဲ့ဒါနဲ့အေးအေးဆိုပြီးပတ်စံထုတ်ပေးမယ်ရှိသေး။တာကြီးကနိုးလာပြီးဖမ်းမယ်ထောင်ထဲထည့်မယ်တကယ်ဖြစ်ကုန်ရောရှင်။ဒီတခါတော့မေချိုလဲတားလို့မရတော့ဘူးတကူလဲထောင်ထဲရောက်သွားရောရှင်အဲ့ဒီကြမှာချိုပြုံးလို့အလုပ်များကုန်တာအဲ့ဒီတခါမှပဲတကူထောင်ထဲရောက်တော့သူ့မိန်းမနဲ့ကလေးတွေကဘလို့စားမလဲဟဲ့ဆိုပြီးတော့လိုက်စုံစမ်းရထောက်ပံ့ရကြောင်းထားပေးရနဲ့တကူထောင်ထဲကလွတ်လာတဲ့အထိကို့မှာသူတို့လေးတွေကိုစောင့်ရှောက်လိုက်ရတာဆိုတာလေဒီနေ့အထိပါပဲရှင်နောက်ဆုံးမှာတော့တကူကလွတ်လာတော့မေချိုကိုကြော့ရှာပါတယ်သူနောက်မခိုးတော့ပါဘူးတဲ့အခုဆိုရင်သားသမီးလိုတပည့်ရင်လိုတောင်ဖြစ်သွားပါပြီအမတ်တရလေးတွေပါဟဲလို့ထုတ်ပြောခဲ့တာလေးတွေ့ရှိရပါတယ်ရှင်အဲ့ဒီကလေးကချိုပြုံးရဲ့စိတ်သဘောထားဟာအင်မတန်ပြေဝပြီးတော့တနာညာတာတတာကြောင့်ဂယုဏတရားကြီးမားသူဖြစ်ကြောင်းပရိသတ်တွေကရှိမိနေရလဲဖြစ်ပါတယ်ရှင်အခုတခါမှလည်းချိုပြုံးကသူ့ကိုချစ်ကြတဲ့ပရိသတ်တွေအနာရောဂါပြောက်ကင်းခြင်းနဲ့ဆိုပြီးတော့ကင်ဆာပြောက်တဲ့ဆေးရုံပုတ်ပင်အကြောင်းကိုထပ်မံမျှဝေလာခဲ့ရလဲတွေ့ရှိရပါတယ်ရှင်ချိုပြုံးကဆေးရုံပုတ်ပင်ကိုတုံးခွက်တစ်ခွက်တင်တောက်ရင်လေချောင်းနဲ့ပတ်သက်တဲ့ဝေဒနာတွေကိုပျောက်ကင်းတတ်တယ်တချို့ကလည်းရှာမင်းသီးလို့ခေါ်တယ်ရွှေုံမဲဆရာတော်ဘုရားကြီးကိုယ်တိုင်ကမိတ်ကြားထားတဲ့ဆေးပင်မို့လို့ယုံကြည်ကြည်တောက်ပါမိချိုလဲကိုယ်တိုင်ကတချင်းဆိုလို့မရတော့ကလည်းတောက်ခဲ့ပူခဲ့ပါတယ်တကယ်ကိုအစွမ်းတက်ပါတယ်လက်ချောင်းဝေဒနာခံစားနေရတဲ့ချစ်ပရိသတ်တွေဆေးပုံပင်ရဲ့အစွမ်းကိုအထင်မသေးကြပါနဲ့လို့ပြောကြားခဲ့တာလည်းတွေ့ရှိရပါတယ်ရှင်ဒါကြောင့်သဘောထားပြေးွားတဲ့ချိုပြုံးကိုပရိသတ်တွေကအချစ်တွေပိုနေကြပြီးတော့မြမရုပ်ရှင်နဲ့ဂီတလောကထဲမှာအကြိုက်ဆုံးသူတော်ကောင်းမကြီးပါမင်းသမီးကြီးချိုပြုံးအသက်ရှည်ကြမ်းပါစေဖို့ဆုတောင်းပေးနေကြတာလည်းတွေ့ရှိရပါတယ်ပရိသတ်ကြီးတို့ရောစီးဝဲပင်ဆိုတာကတွေ့ဖို့ကြပါသလားရှင်မြန်မာနိုင်ငံမှာရှာရလွယ်လားဗမာဝယ်ရလဲဆိုတာကိုကောမန့်မှာရေးပေးခဲ့ကြပါဦးရှင်ဗီဒီယိုလေးကိုစောင့်ကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းလူပညာရှင်တွေကိုတင်ဆက်ပေးသွားမှာမို့အဲ့ဒီအသည့်ကိုလည်းဆက်လက်လုပ်ပေးခဲ့ကြပါအောင်ရှင်